မင်္ဂလာပါအောင်ပန်းဖြူ channel မှာကြိုဆိုပါရစေအခုတော့ flavor ကလေးကိုအသုံးပြုပြီးဖုန်းနဲ့ပဲ animation လေးတစ်ခုပြုလုပ်တင်ဆက်လိုက်ပါတယ် flavor ကလေးနဲ့ပတ်သက်တဲ့သင်ခန်းစာများကိုရှေ့ကဗီဒီယိုတွေမှာဖော်ပြပြီးဖြစ်ပါတယ်လုပ်စရာတွေအများကြီးတဲက idea တစ်ခုကိုချပြလိုက်တာပါအခုဖော်ပြတဲ့ပုံလေးကိုအခြေခံပြီးပုံ၅ပုံထုတ်လိုက်ပါတယ်ဒါလေးကိုအခြေခံ animation လေးအဖြစ်တင်ဆက်လိုက်ပါတယ်ခုတော့ဒီလောက်ပါပဲအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ